ရှေးဥစွာသမ္မာဒေဝနတ်မြတ်ပင့်၍ထိုမြတ်ထိုနတ်တို့ဤအဆောင်အလျှောက်ကိုယူသောဂါထာနှင့်တရားစာပိုက်များကိုရွတ်ဆိုပေးပါမယ်သမန္တာစကဝါလေတုအတ္တရာခိသန္တုဒေဝတာသတ္တမမုနိရာဇတသုနန္တုသက္ကမောက္ခဓမ္မဓမ္မသဝနာကာလောအယံပတန္တာဓမ္မသဝနာကာလောအယံပတန္တာဓမ္မသဝနာကာလောအယံပတန္တာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာတန္တစိတ်တာတိတရဏတရဏဣထလောကံတရေဝဘုံမာဘုံမာသဒေဝဂုဏကဏဂဟဏဗျာဝတာသဗ္ဗကာလံဣတိအာယန္တုဒေဝဝရကနကမယေမေရုရာဇေဝတန္တောသန္တောသန္တောသဟိတုံမုနိဝရဝဆနံသောတုမကံသမကသာဘိတုစကဝါလေတုယက္ခဒေဝသဗျာမနောယံအမေဟိကတံပုံညံသဗ္ဗတံပတ္တိသာရကံသဗ္ဗေတံအနုမောဒိတဝါသမကသာတနေရတာပမာဒရဟိတာဝန္တုအာရခာတုဝိသေသတောသာသနတ္တသလောကတ္တဝုဒ္ဓိဘဝတုသဗ္ဗရာသာသနံပိစာလောကိဉ္စဒေဝရခန္တုသဗ္ဗရာသတ္တေဝန္တုဒုက္ခိသဗ္ဗေပရိဝါရေဟိအတ္တနောအာနိကသုမနာဝန္တုသဟသဗ္ဗေဟိညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိတောဝါဥဒကတောဝါပိသာသတောဝါခာနုကတောဝါကန္တကတောဝါနခတ္တတောဝါဇနပတရောဂတောဝါအတ္တဓမ္မတောဝါအတံဒိဋ္ဌိတောဝါအတ္တပုရိသတောဝါသန္တာထိယသာမိကခောနာကုက္ကုရအဟိဝိသိကမဏိသဗ္ဗတိပိဣစ္ဆတရိစ္ဆသူကရမဟိံသယက္ခရက္ခတာတိနာနာဘေယတောဝါနာနာရောဂတောဝါနာနာဥပဒဝတောဝါအာရခံကနန္တုမေဟိကသမ္မာဒေဝနတ်တို့ဤအဆောင်အလျှောက်ကိုပန်ကြားသောစာပိုက်ကိုရွတ်ပါမယ်